ကဲဒီနေ့ရော EFL ဖလား semi final Arsenal နဲ့ Chelsea ပွဲအကြောင်းလေးနည်းနည်းအတွင်းရကြကြည့်ကြအောင်ရက်လက်ကတော့အားလုံးသိတဲ့အတိုင်း Arsenal နောက်ကျဂိုးနဲ့နိုင်ပြီး final တက်သွားတယ်ဒါပေမဲ့အဲ့ဒီရက်လက်ရဲ့နောက်ခွဲမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်နီးပြနေရွေးအားပြိုင်မှုလေးရှိနေတယ်ဗျာဟုတ်တယ်ရှင်ဒီပွဲကိုရက်လက်တစ်ခုတည်းကြည့်လို့မရဘူးတစ်ဖက်မှာကနက်နက်ချီပြီးတီးဆောက်ထားတဲ့ Arsenal ရဲ့တည်ငြိမ်မှုနောက်တစ်ဖက်မှာကျတော့ဒီတပွဲတဲ့အတွက်ကိုပဲအထူးဖန်တီးလာတဲ့ Chelsea ရဲ့စွန့်စားမှုများတဲ့ plan ပေါ့နော်ဟုတ်တယ်ကဲတော့ဆို Arsenal ဘက်ကရင်စားကြည့်အောင်သူတို့ကပထမကျော်နိုင်ထားတာဆိုတော့ဒီပွဲမှာตึกပြီးတော့အတင်းမဖြစ်ဘူးနော်ဟုတ်ကဲ့တော်တော်လေးကိုထိန်းကစားသွားတာအဓိကကတော့သူတို့ရဲ့ကွင်းလယ်မှာ Zubi Mendy နဲ့ Declan Rice ကခံစစ်ကိုပဲအဓိကအာရုံစိုက်ပြီးကာကွယ်ပေးထားတယ်ဒါပေမဲ့တကယ့်ကိုအဓိကချသွားတဲ့အချက်ကသူတို့ရဲ့ခံစစ်က Chelsea ရဲ့အရေးပါတဲ့ကစားသမားတွေကိုဘလို့ကင်တွယ်သွားလဲဆိုတော့ပဲမှန်တယ်ရှင်ဆယ်လီဘာကသူ့ရဲ့ဟိုကလေ physical strength ကိုတုံးပြီးတော့ JB ကိုတပွဲလုံးဖိထားတာ JB တယောက်ဘောလုံးတောင်သိမရလိုက်ဘူးဒါဆိုရင်ဒါကအာတီတာရဲ့အင်စာကောင်းကောင်းလုပ်လာတဲ့သဘောပဲပြိုင်ဘက်ရဲ့အဓိကတိုက်စစ်မှုကိုပွဲတွေကနေပျောက်သွားအောင်လုပ်လိုက်တာအတိအကျပဲရှင်ဒါက Arsenal ရဲ့စီးနီးကြမှုနဲ့အကျိုးတင်ပြင်ဆင်မှုကိုပြနေတာပေါ့ကောင်းပြီ Arsenal ကတော့သူတို့ရဲ့ plan အတိုင်းပဲကစားသွားတယ် Chelsea ကတော့တော်တော်လေးအားအသင့်စရာဖြစ်သွားတယ်ဗျာကြီးနေရင်တော့အစားပိုင်းမှာသူတို့ကလုံနေလဲဆိုတာတိတ်နားမလဲဘူးဟုတ်ပါတယ်ကြီးတဲ့သူတွေတော်တော်များများအဲ့လိုဖြစ်သွားတယ်သူတို့နေပြကလေအဓိကတိုက်စစ်ကစားသမားတွေကိုခြံထားခဲ့တယ်ပြီးတော့ဒီလျောက်ဆိုတဲ့ကစားသမားကို white target ဆိုတဲ့ပုံစံနဲ့တုံးသွားတယ်အဲ့ဒီ white target ဆိုတာကိုနည်းနည်းလေးရှင်းပြပေးပါလားအဲ့ဒါကတောင်ပန်နားမှာနေရယူပြီးတော့လေပြိုင်ဘက်ရဲ့နောက်ခံလူကိုသူ့ရဲ့ခန္ဓာကိုယ်နဲ့အတင်းဖိကစားခိုင်းတာအဓိကရည်ရွယ်ချက်က Arsenal ရဲ့ဘန်နောက်ခံလူကိုတပွဲလုံးလူကတ်ကစားခိုင်းပြီးပြင်ပန်းသွားအောင်မောသွားအောင်လုပ်ဖို့ပဲဆိုတော့အဲ့ဒီနောက်ခံလူရှစ်တက်ပြီးမကူနိုင်အောင်ရောပွဲနောက်ပိုင်းမှာအားကုန်သွားအောင်ရောတမင်ကြံစီထားတဲ့သဘောပေါ့ဒါပေါ့ရှင်ပြီးတော့ Cucurella ကို inverted wingback ပုံစံနဲ့ကစားခိုင်းတာမျိုးတွေကလည်းအတူတူပဲ inverted wingback ဆိုတာကသူကတောင်ပန်ကနေအတွင်းကျော့ကွင်းလေကျော်ကိုဝင်ကစားတာအဲ့လိုလို့တော့ကွင်းလယ်မှာလူတယောက်ပိုလာပြီး Arsenal ကိုဖိအားပေးလို့ရတယ်နေတာလွတ်တွေဖန်တီးပေးလို့ရတယ်ပေါ့ဆိုတော့ Chelsea ရဲ့ plan ကရှင်းနေတာပဲပထမပိုင်းမှာ Arsenal ကိုနီးလန်းပေါင်းစုံနဲ့မွေအကုံအောင်လုပ်ပြီးမှဒုတိယပိုင်းကျမှသူတို့ရဲ့အဓိကကစားသမားတွေနဲ့ဝင်တိုင်းမယ်ဆိုတဲ့ season ပဲစာရွက်ကောင်မှာတော့တော်တော်လေးထက်မြက်တဲ့အစီအစဉ်တစ်ခုလိုပဲနော်ဒါမဲ့လက်တွေ့မှာဘာလို့လုံးမထွေးခဲ့တာလဲ Chelsea ဘက်ကအကောင့်ထေဖော်တာညံ့သွားလို့လားအဲ့ဒါကရန်ကောင်းနေမိခုံးပဲ Chelsea ဘက်ကအမားယွန်းနည်းနည်းပါးပါးရှိခဲ့ပေမဲ့အဓိကအကြောင်းရင်းကတော့ Arsenal ရဲ့ခံစစ်ပိုင်းဂါတူဗေဒပဲရှင်ဓာတုဗေဒဟုတ်ကဲ့သူတို့ကနစ်ချီပြီးအတူတွဲကစားလာတဲ့အတင်းလေးဆိုတော့တရားနဲ့တရားနားလည်မှုကအရန်ကောင်းနေပြီ Chelsea က physical ရတော့နီးပြူဟာပိုင်းရတော့ဖျားပေးလာတဲ့အခါမှာသူတို့လုံးဝမတုံလို့ပါဘူးအလိုလိုတီးနေကြတဲ့သဘောပေါ့ဘသူကပြင်နေအောင် cover လုပ်ရမယ်ဆိုတာမျိုးဟုတ်ပါတယ်တပွဲတဲ့အတွက်တီးတံဖန်တီးလာတဲ့ plan တစ်ခုကနစ်ချီပြီးတီးဆော့ထားတဲ့စုဖွဲ့မှုကိုမကြော်နိုင်ခဲ့တာပါဆိုတော့အနချုပ်ရရင်ဒါကညံ့မြမှုထက်ခိုင်မာတဲ့အခြေခံ omit ကအနိုင်ရသွားတဲ့ပွဲလို့ပြောလို့ရတာပေါ့သိကြပါရဲ့ရှင်တင်းလုံးသူတို့ plan တွေကိုကောင်းကောင်းအကောင့်တင်ဖို့ခေကြပေမဲ့နောက်ဆုံးမှာတော့ပိုပြီးတည်ငြိမ်တဲ့ Arsenal ကပဲ final ကိုတက်ဖို့ထိုက်တန်ခဲ့တယ်ကောင်းပါပြီ final တက်တော့တဲ့ Arsenal တော့ဂုဏ်ယူပါတယ် Chelsea ကလည်းရှုံးတော့ပေမဲ့သူတို့ရဲ့နီးဗျူဟာပိုင်းဆိုင်ရာစံတက်ချက်တွေကြောင့်ဒီပွဲကိုပို့ပြီးတော့ကြည့်လို့ကောင်းသွားစေတယ်ဟုတ်ကဲ့ဒီပွဲကနေပြီးတော့လေစဉ်းစားစရာမျိုးခုတစ်ခုတော့ကြံခဲ့တယ်ရှင်ဟုတ်ကဲ့အခုခေတ်မှာပိုလုံးလောကမှာလေတပွဲတဲ့အတွက်အထူးဖန်တီးထားတဲ့ရှုပ်ထွေးပြီးထက်မြက်တဲ့နီးဗျူဟာတွေအရင်ခေတ်စားနေကြတာ ਨੇ အဲ့လိုအချိန်မှာယူရှင်းနေမဲ့နှစ်ပေါင်းများစွာတိစောက်ထားတဲ့အတင်းတစ်တင်းရဲ့စုဖွဲ့မှုကအရာအလုံးထပ်ပိုတန်ဖို့ရှိနေတုံးပဲလားဆိုလာပါပဲ